ရှောင်းရှောင်းဆိုတဲ့အမျိုးသမီးလေးဟာအသက်12နှစ်ကလေးကဖခင်ဖြစ်သူရင်တိုက်မှုတစ်ခုကြောင့်ဆုံးရှုံးခဲ့ပြီးတကိုယ်တည်းရုန်းကန်လာရသူပါသူမရဲ့တစ်ခုတည်းသောအိမ်မက်ကတော့ချမ်းသာတဲ့ခင်ပွန်းတစ်ယောက်ရှာပြီးအသိမ်းခံလိုက်ရတဲ့သူမတို့ရဲ့အိမ်ဟောင်းလေးကိုပြန်ဝယ်ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူမဟာငွေလိမ်ကိုင်းနဲ့တိုးပြီးစုဆောင်းထားသမျှငွေအားလုံးပါသွားခဲ့ပါတယ်တစ်ဖက်မှာလည်း1996ခုနှစ်ကလူမင်းဆိုတဲ့ပြည်သူ့ကပညာရှင်လေးရှိပါတယ်သူဟာသူ့ရဲ့စီမံကိန်းအတွက်ယင်းနှိမ့်မြုပ်နှံသူရှာမရပဲစိတ်ပြက်နေသူပါဒီနေ့မှာတော့လူမင်းဟာသူ့မန်နေဂျာဖန်ကကုမ္ပဏီပိုင်ရှင်ရဲ့ပိုင်ဆိုင်မှုတွေကိုမတရားရယူဖို့ကြံစည်နေတာကိုသိသွားပါတယ်ဖန်ကလူမင်းကိုနှုတ်ပိတ်တဲ့အနေနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေလုပ်ပေးမယ်လို့မလုံးပေးပြီးစီးယုံပါတော့တယ်အဲ့ဒီညမှာပဲထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုစတင်ခဲ့ပါတယ်ရှောင်းရှောင်းနဲ့လူမင်းတို့ဟာမတူညီတဲ့အချိန်ကာလတွေမှာရှိနေပေမဲ့သူတို့ရဲ့အခန်းထဲကပစ္စည်းတွေဟာတစ်ခုနဲ့တစ်ခုရောနှောကုန်ပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာမမျှော်လင့်ထားတဲ့နေရာတစ်ခုမှာအတူတူရှိနေတာကိုတွေ့လိုက်ရပြီးလန့်နိုးလာကြပါတယ်ရှောင်းရှောင်းကလူမင်းကိုလူဆိုးလို့ထင်ပြီးတစ်ခုခုနဲ့လိုက်ရိုက်ပါတော့တယ်အဲနောက်မှာတော့သူတို့နှစ်ယောက်ဟာလက်ရှိအခြေအနေကိုနားလည်သွားကြပါတယ်သူတို့ဟာအခန်းတစ်ခန်းထဲမှာရှိနေပေမဲ့ရှောင်းရှောင်းက2018ခုနှစ်မှာရှိနေပြီးလူမင်းကတော့1999ခုနှစ်မှာရှိနေတာပါသူတို့ရဲ့တကားတွေကလည်းတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပါတယ်ရှောင်းရှောင်းကလူမင်းရဲ့တကားကနေအပြင်ထွက်လိုက်တဲ့အခါ1999ခုနှစ်ကိုရောက်သွားပြီးလူမင်းကရှောင်းရှောင်းရဲ့တကားကနေထွက်တဲ့အခါအနာဂတ်ကနီးပညာတွေကိုမြင်ပြီးအံ့ဩသွားပါတယ်သူတို့ဟာအတိတ်ကိုသွားပြီးထီပေါက်ကနန်းတွေကိုကြည့်ကာချမ်းသာဖို့စူးစမ်းခဲ့ကြပါသေးတယ်ဒါပေမဲ့တဘာဝတရားကအချိန်ကာလကိုလိန်ညာခွင့်မပေးခဲ့ပါဘူးရုတ်တရက်ဆိုသလို2018ခုနှစ်ကကြော်ညာဘုတ်တစ်ခုပေါ်မှာလူမင်းရဲ့မျက်နှာကိုရှောင်းရှောင်းမြင်လိုက်ရပါတယ်လူမင်းဟာအနာဂတ်မှာရှိလို့အမိပြောင်းပြီးအလွန်ချမ်းသာတဲ့အိမ်ချမ်းမြေတထေးကြီးဖြစ်နေတာပါဒါကိုသိသွားတဲ့ရှောင်းရှောင်းဟာအခုရှိနေတဲ့လူမင်းပေါ်ဆက်ဆံရေးပြောင်းလဲသွားပါတယ်ဒါပေမဲ့အနာဂတ်မှာတထေးကြီးရှိဟာလူမင်းကိုရှောင်းရှောင်းနဲ့ဝေးဝေးနေဖို့ဖိအားပေးလာပါတယ်သူဟာရှောင်းရှောင်းရဲ့အိမ်ဟောင်းကိုပြန်ဝယ်ပေးမယ်လို့ကတိပေးပြီးလူမင်းကိုတော့မန်နေဂျာဖန်ရဲ့အကူအညီနဲ့အောင်မြင်အောင်လုပ်ဖို့တိုက်တွန်းပါတယ်လူမင်းဟာတခုခုမှားနေပြီဆိုတာသိလိုက်ပါတယ်သူဟာအနာဂတ်ကိုတိတ်တဆိတ်သွားကြည့်တဲ့အခါထိတ်လန့်စရာအမှန်တရားကိုတွေ့လိုက်ရပါတယ်အနာဂတ်မှာတထေးကြီးရှိဖြစ်လာဖို့အတွက်သူဟာမန်နေဂျာဖန်နဲ့ပေါင်းပြီးကုမ္ပဏီပိုင်ရှင်ကိုဇက်သိမ်းပေးရမှာပါအဲ့ဒီကုမ္ပဏီပိုင်ရှင်ဆိုတာတခြားသူမဟုတ်ပဲရှောင်းရှောင်းရဲ့ဖခင်ဖြစ်နေပါတယ်ရှောင်းရှောင်းရဲ့ဘဝတစ်ခုလုံးပျက်စီးခဲ့ရတာဟာလူမင်းရဲ့အနာဂတ်ရွေးချယ်မှုကြောင့်ဖြစ်နေတာပါလူမင်းဟာနောင်တတွေနဲ့အတူအတိတ်ကိုပြန်သွားပြီးရှောင်းရှောင်းရဲ့ဖခင်ကိုကယ်တင်နိုင်ခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲအတိတ်ကပြောင်းလဲသွားတာကြောင့်အနာဂတ်ကရှောင်းရှောင်းဟာတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်သူတို့နှစ်ယောက်ရဲ့အချိန်ကာလတွေဟာတီးခြားစီပြန်ဖြစ်သွားပြီးတယောက်ကိုတယောက်မှတ်မိခြင်းမရှိတော့ပါဘူးဒါပေမဲ့နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့အသက်ကြီးသွားတဲ့လူမင်းဟာရှောင်းရှောင်းနဲ့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်